ထွက်သောလို့ခေါ်တဲ့အတန်လေးတစ်တန်ကိုပြောပြပေးသွားမယ်အဲ့ဒီအတန်ကကြတော့ဒီနှလုံးတွဲသရတန်အော်အဲ့ဒီအတန်နဲ့ဆွာဆောက်ဖြစ်တဲ့အာလေးနဲ့ပေါင်းပြီးတော့ထွက်လာတဲ့အတန်ပေါ့နော်အဲ့ဒါကိုပေါင်းပြီးတော့ထွက်လိုက်တဲ့အခါမှာအော်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 အဲ့လိုမျိုးတွေထွက်သွားတယ်ဆိုတော့ဒီမှာဆိုရင်ဒါ oil 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 အဲ့လိုအသားလေးပေါ့နော်ဆိုတော့ဒီအောက်ကဥပမာလေးနဲ့တွားပြီးတော့နားထောင်ကြည့်လိုက်ရအောင် sorry employer 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 ဘာမှတော့တအားကြီးကွာခြားတာမရှိပါဘူး UK ဆိုရင်အာမထည့်ပဲနဲ့ဆိုတယ် US ဆိုရင်အာကိုထည့်ပြီးတော့ဆိုတယ်အဲ့လိုမျိုးတွေပေါ့နော်နောက်တစ်ခုကဒီမှာဆိုရင်နောက်တစ်လုံးတွားပြီးတော့ကြည့်မယ်ဆိုရင် sorry ဒီမှာဆိုရင် soya 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 ဒီမှာကျတော့ဒီ North American English ကကြတော့ဘယ်လိုပြောလဲဆိုရင် soy 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 အဲ့လိုမျိုးလေးဒါကြတော့သူတို့မှလည်းပဲပြောတဲ့လူတွေကအများကြီးပဲလေဒါအရှိမြောက်အမေရိကတို့တောင်အမေရိကတို့အဲ့လိုမျိုးတွေရှိသွားတော့ဒီတချို့အတန်တွေကြတော့သူတို့ရဲ့ဒေသီယအတန်တွေပေါ့နော်ဒေသီယအတန်တွေအဲ့လိုမျိုးကွာခြားတယ်ရှိတယ်ပြီးတော့Singlish လို့ခေါ်တဲ့ဒီစကားပေါ်ကနေပြီးတော့ထွက်ကြတဲ့ဒီစကားပေါ်အင်္ဂလိပ်ဆိုပြီးတော့လည်းအဲ့လိုမျိုးလည်းရှိတယ်ဆိုတော့ဒီနောက်တစ်လုံးတွားပြီးတော့ကြည့်ရအောင် ROYAL ဒီမှာ royal 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 ဟုတ်ပြီနော်အဲ့လိုမျိုးတွေွားတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဒါနှစ်သက်မယ်လို့ထင်ပါတယ်ဒါနောက်ဗီဒီယိုလေးတွေကိုထပ်ပြီးတော့ဒါစောက်ပြီးတော့လေ့လာကြည့်ဖို့တိုက်တော်ပါတယ်